ဘာလို့မထုတ်ပြနိုင်ရတယ်လဲအဲ့ဒါကိုမင်းကုန်းထောက်အောင်ပါကဘာကြီးကိုပြောပြီးတော့ရှိနေပါတယ်နေအခြေချောက်ချပါတယ် military ကပြောတယ်ဆို okay ရှိတယ်ဆိုထုတ်ပြလေထုတ်ပြရင်မင်းတို့ပြန်ဖမ်းလိုက်လေငါတို့ဘာမှမပြောဘူးဟုတ်တယ်မလားကျွန်တော်ပြောတာဦးမြင့်လိုပဲဗျာတရက်ထုတ်ပြလိုက်ဗျာပေးပြောလိုက်ဗျာနောက်နေ့ပြန်ပြီးတော့အခြေချုပ်ပြေချာထောင်းနေထည့်တယ်ကျွန်တော်တို့ဘာမှမပြောဘူးလွယ်လွယ်လေးပဲလေ तू ဦးမြင့်ကိုတို့အဲ့လိုပဲလှုပ်သွားတာတရက်တို့လှုပ်ပေးလိုက်တယ်ပြီးတော့ NLD ကပုံကိုယ်တွေလာတွေ့တာတို့ပေးစကားပြီးပြောလိုက်တယ်နောက်နေ့ကျမှအဲ့ဒါကိုအကြောင်းပြပြီးတော့အင်တာဗျူးပေးရမလားဆိုပြီးတော့အခြေချုပ်ပြန်လုပ်လိုက်တယ်ဒါမျိုးလုပ်လိုက်လေတို့လက်ခုတ်ထဲကရေပဲလေအဖြစ်ရှိရှင်းလေဒေါ်စန်းကျလွတ်လာပြီဆိုပြီးတော့ဗျာတရက်မှ NLD ကပြီးဘယ်သူပေးတွေ့လိုက်ဗျာအဲ့ဒါအင်တာဗျူးတွေပေးလိုက်ပြီးတဲ့ခါကျမှပြန်ထည့်လိုက်လေဘယ်သူဘာပြောလို့ရမှာလဲတို့လက်ခုတ်ထဲကရေပဲအဲ့တော့တို့ညစ်ပတ်နေတယ်တို့တခုမကောင်းတာကြံစီနေတယ်တို့မို့တခုခုတို့ဖုံးကွယ်ထားတယ်ဒါကအဖြစ်ပဲအဲ့တော့ကျွန်တော်တို့ပြည်သူတွေအဲ့လောက်မအားဘူးကျွန်တော်တို့ပြည်သူတွေအဲ့လောက်မအားဘူးကဘာကြီးနဲ့ကဘာခေါင်းဆောင်တွေအဲ့လောက်မအားဘူးအဲ့လိုလည်းစကားပြီးမပြောနဲ့လေဒါလည်းရှင်းနေပဲလေပေးတွေ့လိုက်လွတ်ပေးတယ်ဆိုပြီးပြလိုက်မီဒီယာမှာပြလိုက်ဒေါ်ဆန်းစုလမ်းလျှောက်ထွက်လာတာကိုပြလိုက်ဟုတ်တယ်မလားပြီးတော့သူတို့နဲ့စကားပြောနေတယ်ဆိုတာဟာကိုလိုက်ပြလိုက်နော်ပြီးတော့အတန်ဖြောက်တာလေအဲ့လိုဆိုလေကျင်းနေတယ်လေရှင်းလေးကိစ္စဗျာ yes သူတို့အမားကိုပြည်သူတွေအပေါ်မှာ normalize လုပ်ဖို့ကြိုးစားနေတာအသက်ရှိတင်လျှောက်ပြကိုပြရမှာ yes ဒါပဲကျွန်တော်တို့တောင်းဆိုရမှာကျွန်တော်တို့အခုချိန်တောင်းဆိုရမှာကဒေါအောင်ဆန်းစုကြည်အသက်ရှိတင်ရှားရှိနေကြောင်းကိုပြပေးရမယ်ဒါပဲတောင်းဆိုရမှာ sorry ကျွန်တော်တို့ကျန်တာစိတ်ဝင်စားသေးဘူးဒါပထမအဆင့်ပဲဒါရှင်းလေးပဲဒါဟာကျွန်တော်တို့ဒီနေ့တရုတ်ကဒေါ်စုအကြောင်းထုတ်ပြောတဲ့စကားပိုတန်တရားရှိစေတယ်မိတ်ဆွေဟောင်းတယောက်ဖြစ်တယ်လို့ပဲပြောသွားတာဒေါအောင်ဆန်းစုကြည်အသက်ရှင်ထင်ရှားရှိနေတယ်လို့တရုတ်မပြောသွားဘူးအသက်ရှင်လည်းရှိတယ်ကျမ်းမာလည်းရှိပါတယ်သူတို့အာမခံပါတယ်ဆိုတရုတ်နိုင်ငံတိုင်းဝန်ကြီးကပြောသွားတာမဟုတ်ဘူးတရုတ်ဒီလည်းတန်ရေးတမန်ရေးစကားနဲ့လှည့်ပြားပြီးပြောသွားတာဒေါအောင်ဆန်းစုကြည်မိတ်ဆွေဟောင်းတယောက်အနေနဲ့ပဲသူတို့ဒီအမြဲတမ်းဂရုတစိုက်ကြည့်နေတယ်ပဲပြောသွားတာအသက်ရှိနေတယ်လို့လုံးဝမပါဘူးဒါကြောင့်လဲနိုင်ငံတကာသတင်းတွေအားလုံးကိုသတိထားပြီးလိုက်ဖတ်ကြည့် BBC ကျွန်တော်ဖတ်ပြီးပြီသူတို့ဒီ military say စစ်တပ်ကပြောတယ်ဆိုလို့ပဲရေးထားတာသူတို့ကဘာသက်သေမှမရှိဘူးဒါရိုးလေးပဲတရက်သူတို့ပွဲလုပ်ပြလိုက်ပြောချင်တာဒေါ်ဆန်းစုကြည်ပြောတဲ့စကားတွေအားလုံးအတန်တွေဖြတ်လိုက်ဗျာမြူးလုပ်လိုက်လှောက်ရှားတဲ့ပုံစံတွေဗီဒီယိုရိုက်သူတို့နဲ့တွေ့တယ်သူတို့ပြည်တဲ့ဝန်ကြီးနဲ့တွေ့တယ်ဘသူနဲ့တွေ့တယ်မီဒီယာနဲ့တွေ့သူတို့ပြောတဲ့ popular နဲ့တွေ့တယ်11 မီဒီယာနဲ့တွေ့တယ်မြဝတီနဲ့တွေ့တယ်ဘသူနဲ့တွေ့ဗျာရိုက်ပြလိုက်တို့ဒီမှာကျွန်တော်တို့ဘက်က NLD ကခေါင်းဆောင်ဘသူနဲ့တွေ့တယ်တမရဦးမြင့်နဲ့တခုခုပေါ့ဗျာပြီးရင်အဲ့ဒီဗီဒီယိုပဲပြလိုက်အတန်ဖြတ်လိုက်ပြီးနောက်နေ့ကျရင်ကြိုက်တဲ့နေရာမှာတတ်ထားလိုက်ဒါဟာသူအသက်ရှိထင်ရှားရှိကြောင်းတတ်သေးတို့ဒီမဟုတ်သူ့သားနဲ့စကားပြီးပြောလေဖုံးပြောတယ်ဗျာသူ့သားကလည်းဘာပြောမယ်အမေနေကောင်းလားအမေအတန်လားဘာညာရပြီလေတလို့ဆိုတို့ဒီမဟုတ်နိုင်ငံတကာတန်အမတ်တွေဖြစ်တဲ့ UK တန်အမတ်ဥရောပတန်အမတ်တို့ဒီမဟုတ် US တန်အမတ်တို့ဒီမဟုတ်အရှေ့တောင်အာရှရဲ့အထူးကိုယ်စားလှယ်တို့ဒီမဟုတ်ကုလသမဂ္ဂကိုယ်စားလှယ်တူပေးတွေ့လိုက်တို့မစကားပေးမပြောရင်လည်းခင်ဗျရုပ်ပြလိုက်ကျွန်တော်အခုပဲပြောနေတာနော်အဲ့ဒီစကားတွေမရှိတော့ဘူးဆုံးသွားတယ်ဆိုတဲ့စကားတွေလာမရေးနဲ့လာမမေးနဲ့လို့အဲ့ဒီစကားကိုလုံးဝလက်မခံဘူးအဲ့ဒီဆွေးနွေးချက်ကိုလုံးဝ red line လုံးဝလက်မခံဘူးကျွန်တော်တို့ကအဲ့ဒါ normalize လုပ်တော့မှာလုံးဝအဲ့ဒါမျိုးရေးတာကိုလုံးဝလက်မခံဘူး
တို့ရှင်းနေဖက်ကစူးစမ်းနေတာသူ့လို့သူ့လို့တာကျွန်တော်တို့ဘာပြစ်မှမပြောဘူးဒါသူ့လို့သူ့လို့တာအဲ့တော့ကျွန်တော်တို့ဘက်ကသက်သေထုတ်ပြပါရှိကြောင်းပြပါဒါကိုပဲကျွန်တော်တို့တောင်းဆိုရမယ်အဲ့တော့ဒါဒီအလွန်အမတန်အရေးကြီးတဲ့ကိစ္စပါဒါလို့ဆိုရပါပြီเนาะကျွန်တော်ဒီပြောတခြားအကြောင်းအရာတွေဆက်ပြောပါမယ်မနေ့ကနေတိုးကိုအမေရိကန်ကစိတ်ဆိုးတယ်ပေါ့ဗျာစိတ်ဆိုးတော့သမ္မတထရန့်ကငကိုတဲ့ကနေတိုးကနေထွက်မယ်ပါညာအရင်တည်းကသူပြောနေတာဟုတ်တယ်မလားပြောနေနေရကနေပြီးတော့နောက်ဆုံးဂျာမနီကနေအမေရိကန်စစ်သား9000ရုပ်သိမ်းတော့မယ်ဆိုတဲ့အတန်စထွက်လာပြီအဲ့တော့အလုံးမတန်စိတ်ဝင်စားစရာကောင်းတယ်ဒီတိုင်းဖြစ်မယ်လို့ထင်တယ်အခုလက်တွေ့မဖြစ်အောင်သူလုပ်ပြတယ်အီရန်စစ်ပွဲကိုအကြောင်းပြပြီးနေတိုးကနေပြီးတော့ဂျာမနီကနေအမေရိကန်စစ်သားဂျာမနီမှာရှိနေတဲ့စစ်သား9000ကိုပြန်ရုပ်မယ်ပြောတယ်ဒါထရန့်ကကြီးညာတာဒါပေမဲ့အဲ့ဒါကဘာအဓိပ္ပာယ်ဆောင်လဲအဲ့ဒါဘာအဓိပ္ပာယ်ကိုဆောင်ပါလဲဒေါ်ဆန်းစုကြည်ကိစ္စလိုပဲဂျာမနီကနေအမေရိကန်စစ်သား9000ပြန်ဆုတ်မယ်ဆိုတာဘာအဓိပ္ပာယ်ဆောင်ပါလဲကျွန်တော်ရဲ့မိကုန်းလာပြီဂျပန်ကနေတောင်ကိုရီးယားကနေဂျာမနီကနေအမေရိကန်စစ်သားတွေနောက်ပေါင်းအနှစ်1000တိတစ်သက်လုံးအိမ်မှာသူတို့နေတော့မှာလားအဲ့ဒါမိုးရပါကျွန်တော်အခါ1000လောက်ရှိပြီရှင်းပြတာမိုးရပါအသားလူကြီးမျိုးတို့အသားညူဖြူတဲ့လူတွေမျက်ကွင်းညူတာကတသက်ကျွန်တော်ကမွေးရပါအသားရောင်ကြောဖြစ်တာကျွန်တော်အဖိုးဒါနဲ့တောင်စိုးသေးတယ်အဖိုးနဲ့တူတာဒါမဲ့ကျမကြီးအတွက်စိုးရိမ်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဝေးရပါကျွန်တော်အဖိုးကဒါနဲ့တော့စိုးသေးတယ်ဒီနေရာတဝိုက်ကမဲနဲ့နေရောကျွန်တော်အဖိုးစီကအမွေရတာလားမွေးကလေးကပါလာတာဒါပေမဲ့တာမန်ဆိုရင်တော့မျက်ကွင်းညိုတယ်ဆိုကျမ်းမာရေးမကောင်းဘူးပါညာဖြစ်တဲ့အတွက်စိတ်ပူပန်ပေးတာပြောဆိုပေးတာကိုကျေးဇူးထူးတင်ပါတယ်ဒါပေမဲ့အဲ့ဒါမွေးရပါဘူးအဲ့ဒီမျက်ကွင်းညိုတာနဲ့ပတ်သက်ပြီးကျွန်တော်သင်္ဘောတော့သစည်းပေါ်မှာပြဿနာတော့တက်ထားပြီးပြီနော်ဒါတော့ပဲပါစင်းနဲ့မပါကြီးပေါ့နော်အဲ့တော့အဲ့ဒါဘာအဓိပ္ပာယ်ဆောင်တာလဲပြောချင်တာကအမေရိကန်စစ်တပ်ကဂျပန်မှာတောင်ကိုရီးယားမှာဂျာမနီမှာတသက်လုံးရာသက်ပံနောက်နှစ်100တိနေရမလားဟုတ်ဒီ trust စိတ်ဆိုတာပဲဒီအခုကျွန်တော်ထောက်ပြချင်တာကနိုင်ငံဆိုတာအနာဂတ်ရှိတယ်အခုကမ္ဘာကြီးမှာ21ရာစုရောက်နေပြီအမေရိကန်စစ်တပ်ကြီးကဒီဂျပန်နိုင်ငံကိုကာကွယ်မယ်တောင်ကိုရီးယားကိုကာကွယ်မယ်ဂျာမနီကိုတသက်လုံးကာကွယ်တော့မှာလားတသက်လုံးသူတို့နိုင်ငံမှာစစ်တပ်ချပြီးငါတို့အမေရိကန်ပဲသူတို့ကာကွယ်ရတယ်လူဘာဝပြီလားပြောတာကိုဂျပန်တို့အမေရိကန်ဟိုတောင်ကိုရီးယားတို့ဂျာမနီတို့ကတသက်လုံးခံရမှာလားအဲ့ဒီစစ်တပ်တွေထားရတာဘယ်သူအတွက်အကျိုးရှိလဲဘယ်သူအတွက်အကျိုးရှိလဲဒီမေကုန်းကိုကျွန်တော်တို့ဒီနေ့နေဆွေးနွေးရအောင်နောက်တစ်ခုကျွန်တော်ဆောင်းပါးတစ်ပုဒ်ဖတ်ပြဖို့ရှိတယ်တကယ်လို့အချိန်မမီတော့ရင်နေ့လယ်လိုက်မှဖတ်ပြမယ်နော်ဒါလေးကိုကျွန်တော်ခဏတစ်ဖြတ်ထားခဲ့မယ်အဲ့ဆောင်းပါးကဘာလဲဆိုတော့ independent သတင်းစာဆောင်းပါး